ဖုန်းလာတဲ့အခါမှာအခုလိုမျိုးကောတက်ပိုစတာလှလှလေးတွေကိုထားခြင်းပေမဲ့ဘယ်လိုထားရမလဲဆိုတာမသိသေးတဲ့သူတွေအတွက်လောကမှာတော့ကိုထားခြင်းတဲ့ကောတက်ကို edit လေးကိုနှိပ် edit contact info ထဲမှာ add photo ဆိုတာလေးကိုနှိပ်ပေးရပါမယ်add photo လေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့အဲ့မှာ avatar ရဲ့ poster ရဲ့2မျိုးရှိရပါတော့ avatar လေးကိုထည့်မယ်ဆိုရင် photo ထဲက photo library လေးကိုရွေးပြီးတော့မှကိုကြိုက်နဲ့တက်တဲ့ပုံလေးကိုထားလို့ရပါတယ်ရှင်avatar လေးကိုကြိုက်နှစ်သက်တဲ့ပုံလေးကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့အပုံလေးကိုနှိပ်ပြီးတော့ခဏလေးစောင့်ပေးရပါမယ်။ပြီးသွားရင်အခုလိုမျိုးလေးပေါ်လာရင်တော့ choice ဆိုတာလေးကိုရွေးပေးရပါမယ်ရှင်။ပြီးသွားရင်ဘေးမှာရှိတဲ့ poster လေးဆက်ပြီးတော့ထည့်လို့ရပါတယ်ရှင်။ poster ကို avatar လေးနဲ့ပုံအတူတူထားခြင်းလည်းရတယ်။ဒါမှမဟုတ်တခြားပုံလေးတွေထားလို့လည်းရပါတယ်ရှင်။ညီမကတော့အတူတူပဲထားလိုက်တယ်ပေါ့နော်တကယ်လို့ကိုထားပြီးသွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးပုံရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ပေါ်လာတဲ့အပေါ်ဆုံးကဒီ done ဆိုတာလေးကိုနှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရသွားပါပြီရှင်done နှိပ်ပြီးတော့မှအခုပြထားတဲ့နေရာလေးကိုပြန်ရောက်သွားတယ်ဆိုလို့ရှိရင်တော့အမှန်ချစ်ကလေးကိုဆက်နှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ရသွားပါပြီရှင်ကျမတို့ iChun Mobile ရဲ့ official page follower ဟာဆိုရင်2သိန်းနီးပါးရှိပြီးတော့ iPhone 11မှာ17 Pro Max အထိဝယ်ယူအားပေးနိုင်ပါတယ်ရှင်